အားလုံးမင်္ဂလာပါကျွန်တော်အားလုံးမှတ်မိကြမယ်ထင်ပါတယ်ကျွန်တော်ကတော့ Roblox ဖြစ်ပါတယ်ခုရပိုင်းဘာလို့ပျောက်သွားလဲကျွန်တော်တည့်တဲ့အတိုင်း YouTube ကကျွန်တော်ဘာဗီဒီယိုတင်လို့လည်းမသိဖမ်းလိုက်တော့ခဏပျောက်သွားပါဘာနဲ့ကျွန်တော်ဗီဒီယိုပြန်တင်နေပါပြီဆိုတော့ဒါကတော့ကျွန်တော်တွေဘာကိန်းနေတော့မေ့ရအတန်သွင်းနေအကကနဲ့အဲ့တော့ညာပိုင်းဟုတ်လို့ကျွန်တော်အတန်တင်လိုက်တာပါ recording ဟာနဲ့ကက်ကနဲ့တန်သွင်းနေပါအခုကကျွန်တော်ပတ်စံလေးယူရပါမယ်ပတ်စံမလုံးတော့ပါဘူးရုပ်ရှင်မှာအခုမှ32 trillion လောက်ပဲရှိသေးတယ်ကျွန်တော်ဒီ game ကကျွန်တော် brain roll ကိုတော့ခေါ်မှာဝေးလမ်းကြနေရကန်ကောင်းနေလမ်းကြနေရခဏခဏထင့်နေရဗျာကျွန်တော်လမ်းကြနေခဏလမ်းနဲ့ကဘာဖြစ်နေရလဲမသိဘူး okay let's go ခဏနေရုပ်ရောင်းတော့哎呀，标价耶！哎呀，他那边儿吧，送，let's go。嘛，一篮180多。哎呀，OK。let's go。ကျွန်တော်ကတော့ lucky block လေးယူပါမယ်ကျွန်တော် lucky block လေးယူမယ်ပါနော်အမှကျွန်တော် lucky block တွေပါနော်ဒီမှာဘာလို့ lucky block တွေထားထားလဲဆိုကျွန်တော်ပျောက်သွားတဲ့အကြောင်းတွေအတွက်အားလုံးတောင်းမှန်တဲ့အတွက်ကျွန်တော် lucky block တွေ give away ပေးတာပါ give away ပေးတာပါနော် give away ပေးတာမယ်ဟိုအများကြီးပဲပေါ့နော် lucky block တွေအများကြီး give away ပေးတာမှာတယောက်ကို lucky block 3ခုပြန် lucky block 3ပုံပေးမယ်ပေါ့နော်ကျွန်တော်ဘယ်လိုပေးမလဲဆိုရင်ကျွန်တော်ကို friend အထားရဲ့ video ပေးပါမယ်lucky block လို့ကျင်ကျွန်တော်ရဲ့ Roblox account လေးကို friend အပ်လိုက်ပါပြီးရင်ကျွန်တော်စောင့်နေအတွင်းဝင်လိုက်ပါအခါကြားလို့ရှိရင်ကျွန်တော်ပေးပါမယ်ဆိုတော့ကျွန်တော်နဲ့ friend အပ်ထားတဲ့ဘာညာပြောတော့ပြီးသွားလို့ရှိရင်အမဲလေးထည့်ပြီးဟိုကျွန်တော်မှတ်မိရပါဖြစ်တယ် okay ရခဏမ lucky block တခု okay ယူမအများယူမဒီနေ့ view lucky block အများယူပျောက်သွားတယ်ခုကဲပြီးယူသွားမယ် let's go ဒီပါစူပါစလို့ရတယ်မာဆိုလို့ရှိရင်ဘက်ကင်မရာနဲ့ကြည့်လို့ရတယ်ပါနော်ကျွန်တော်ပြမယ်ကျွန်တော်ဘက်ကင်မရာနဲ့ကြည့်လို့ရတယ်နောက်ကိုအဲ့ရလူတယောက်ရှင်တော့ရတုံးလေးရရင်ဒုက္ခ okay ဝေးညံသွားပါရောကြားလိုက်လားဟိုကတော့ background back camera ပါဒီပါမရနောက်ကအဲ့လိုကြည့်ကြမလို့လေဘက်ကင်မရာနဲ့တော့အရှင်လားဟုတ်တယ်အရှင်အဲ့ရဘယ်လာနေတခါတည်းအဲ့လိုဖြစ်တယ်ဘက်ကင်ဆိုကိုရောက်ပြီကိုရပြီ lucky block တွေရပြီပါနော်နောက်နှစ်ခုပဲလိုတော့တယ်နောက်နှစ်ခုဆိုလို့ရှိရင် inventory ပြည့်ပြီပေါ့နော် let's go ရော့ okayဒီ line နဲ့ထင်ဘာလို့ဘာမှဖြစ်တာလဲဆိုရင်ဒါကကျွန်တော်တို့စေစုံပေါ့နော်အဲ့ဒီ gate တစ်ခုရောက်ရင်စေရပေါ့နော် gate တစ်ခုရောက်ရင်စေစုံအဲကြောင့်ကျွန်တော်တို့ဘာမှဖြစ်တာပါအပြင်ထွက်လို့လိမ့်တယ်ဘေးနာဘာတွေလဲဆိုရင်အဲ့ဒါချင်းအဲ့ဒီ gate စေစုံ update မလာရင်တော့ဟာတွေပါပုံဖို့အတွက်လုပ်ပေးထားတဲ့ gate update လာရင်တော့ဟာတွေပေါ့နော်ခိုးရတော့မဟုတ်တော့ပါဘူးစေစုံဝေးဟိုကောင်တိုက်မိသွားလားဆောင်တယ်ဝေးဆုံးလာဟိုကောင် lucky block တွေတဲလားဘယ်ပြောက်သွားထိုင်ပါအဲ့ lucky block 1 second ကောင်တဲလာနေပေါ့ထိုင်ပါကာလီရောကာတော့ secret area တော့ရောက်လာပါပြီပုံမှန်ဆို secret ကကောင်းတယ်ဒါပေမဲ့ကျွန်တော်ဒီ game ထဲမှာ secret ကတိတ်မလှအောင်ကောင်းလည်းမကောင်းအဲကြောင့်ကျွန်တော်ဟိုဟာ cosmic လား yeah အောက်သွားနေCeleste brain memory ကကြတော့ဟိုနောက်ဆုံးမှာဆိုတော့မရနိုင်တော့ဘူးဒီမှာရောက်ပြီး cosmic လားမသိမဟုတ်ဘူးက crowd မှာလား what the hell okay ဆိုတော့ဖြည်းချင်းစီပဲလုပ်ရမယ်နှစ်ခုပဲလိုတာဆိုတော့ရတော့မယ်ကိုတော့ရော့ဖြည်းချင်းစီသွားမယ်လောလို့မရဘူးဗျာဒီကင်းကတော့လို့မရဘူးလောလို့ရှိရင်မရဘူးဗျာကျွန်တော်အဲ့လို့ရှိရင်မရဘူး train တော့အဲကြောင့်ကျွန်တော်ဖြည်းပုံမှန်လေးပဲသွားရမယ်ဗျာကျွန်တော်အခုလုံနေတယ်လို့မလုပ်ပါနဲ့အဲလိုဆိုကျွန်တော်ဒါအနေများရပါတော့အဲ့လိုလုပ်တာအချိန် short ရရောက်တယ်ဆိုခဏ
ပြင်သွားပါရောင်ကြီးငါ recording ဖမ်းတဲ့လူတော်မှာတဲ့မကြည့်အောင် high နေရောဘေးနာကောင်အာရုံတော့လေကွာညမတိုင်းရအောင်ငါဟာရောင်တိုင်းပြီးတော့လားထားလိုက်ပါတော့အော်တော်တယ်ဘာလို့တော့မလက်စကောခဏနေရော lucky block နှစ်ခုပြည့်ပြီပါနော် okay ဒီပါကြီးဆိုတော့ကျွန်တော်တို့ခဏနဲ့ okay စကောတူတဲ့ဘယ် cosmic အယောထပ်ရမရဘူးလားဒါရောထပ်မရဘူးစကောကဲလဲစကောတူ chroma လာဟုတ်ပါဘူးရအောင် chroma လာမဟုတ်ပါဘူးတော့ဒီဘက်ကွာရောတိုင်ကွာဒီဘက်ကွာရောတိုင် okay လဲစကောပြီးဆိုတော့ဒါစီခရန်ပြန်သွားဟိကောင်မြင်ပါတော့တာအမလာ give လို့ show စမ်းရငါအဲ့ငါ fan ကြီးဝေးပေးမှာပြင်ပေးပါဟဲ့ကျွန်တော် Roblox friend တွေလည်းပေးမှာပါကျွန်တော်စောင့်နေတာ join ခဲ့လို့ရှင်လေကျွန်တော် Roblox fan လေးတွေကိုကျွန်တော် Roblox fan အောင်ပြောကျွန်တော်လည်း Roblox တငယ်ချင်းလေးကိုပြင်မှာအခုကတော့အာယုံနောက်လို့ပေါ့နော်ဒီကောင်လေးတွေဘာလို့ဘန်းတာလဲဆိုတော့ကျွန်တော်တို့ချက်ပေါက်ဘန်းလိုက်တာပါဘာလို့ဆိုတော့အာယုံနောက်တယ်လေကျွန်တော်ချက်ပေါက်မှာအဲ့အဖြူရောင်ပေါ်လာလို့ရှင်ဘသူပဲဖြည်းဖြည်းနှိပ်မှာပဲနော်အခါကျရင်နှိပ်ချင်တော့ဒီမှာဒီလိုင်းကလည်းလာအဲ့ချက်ပေါက်ကလည်းနှိပ်အဲ့တော့အေးရောပေါ့အဲ့ကြောင့်ကျွန်တော်ဘန်းလိုက်တာပါနောက်ဆက်ပြီးစကားပြောလူလည်းထပ်ဘန်းအောင်ပါဘန်းတာတော့မဟုတ်ပါဘူးကျွန်တော်ချက်ပေါက်ဘန်းတာပါချက်ပေါက်ပဲအော်ကာစမစ်ကိုလည်းငါလည်းတုံးပါလေလားကာစမစ်မဟုတ်ဟိုမှာလားမသိဘူးချက်ပေါက်ဘောလာပြီနော်အေးမင်းတို့ကြက်တတိထားနေကြီးရဲ့တတိထားနေခဏနေရောဒီမှာချစ်ကလေးတရာပစ်ကလေးတေးနာဟုတ်ပါချစ်ကလေးတရာပစ်ကလေးတေးနာမင်းပြတော့ချက်ပေါက်နှစ်ခုဖြစ်သွားရင်တော့ဟိအောင်နေငါသုံးခုဖြစ်ပန်းမှာနော်ချစ်ကလေးတရာပစ်ကလေးတေးယူလိုက်လာဂိမ်းဆောပျော်ဖို့ကောင်းနေပေါ့နော်ဒီဂိမ်းလေးကကျွန်တော်ကြီးနိုင်ရမင်းနေတာဟာသုံးခုဖြစ်သွားရင်ငါဘန်းပြီအေးအောင်ကြီးချက်ပေါက်ဘန်းပြီနော်အဲ့ချက်ဘန်းခံလာရလို့ရှိရင်ကျွန်တော်တို့တရက်လောက်ကြာလို့ရှိရင်အော်တိုတို့ကပြန်ပွင့်နေပါတော့ဘယ်ဂိမ်းပဲဖြစ်ဖြစ်ချက်ရေးလို့မရတော့ဘောခဏရောင်းမကရာမတ်မန်မရှိဝေးချက်ပေါက်ဘန်းကွာရောင်းမင်းချက်ပေါက်ဘန်းလိုက်တော့ report ဘန်း okay ပြီးရင်အောက်ကတော့ဒီမှာ floor ဆိုတဲ့ကောင်လား force ဆိုကောင်ပြီးရောမအောက်ကဘန်းလိုက်ပြီအဲ့ဆိုကျွန်တော်တို့အရင်ဟွာပြလို့လေဗျာနော် okay ခါကျွန်တော် subscriber တရားပြီးရင်ကျွန်တော်ရဲ့ face review ပြပါမယ်ကျွန်တော်မျက်နှာပြပါမယ် subscriber တရားဖြစ်လို့ရှိရင်ကျွန်တော်မျက်နှာပြပါမယ်ခဏညိုဒီကောင်ယူမယ်ဒီကောင်ဟိုလာ no ထားရပါရောင်အဲ့ဒါရကွာတကယ်ပြုတ်ကြတော့ဒီဘထထူကွာရောင်ကတော့လာတော့ကွာရောင်โอเคပြင်ဖို့ထူအောင်နဲ့အဲ့ဒါကတရက်လောက်စကားပြောမရတော့ချက်တယ်မှာကျွန်တော်အဲ့လိုစိတ်မကြည်တဲ့ချိန်တွေကြာအဲ့လိုလောပြတယ်အဲ့ဆိုကျွန်တော်ဒါဆော့ထားဘယ်တော့မှကြာသေးဘူးဒီကိန်းကပြောမှန်တာပြောတော့ကျွန်တော်တော်ဆော့လို့ကောင်းတဲ့ကိန်းပါတယ်ပေါ့နော်။ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော် giveaway ပေးသွားမယ် bye bye